မင်္ဂလာပါရှင်။ဘမ်ဘော့ပိုကက်ချန်နယ်ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတက်ဆက်ပေးမယ့်ဇလံကောင်းလေးကတော့စာရေးသူမင်းမြတ်နောင်ရေးသားထားတဲ့ပက်ကဲဆိုတဲ့ဇလံလေးရဲ့အပိုင်း31ကိုတက်ဆက်ပြီးသွားကြပါမယ်။ဇလံလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနိုဒီဘဲလေးကိုလည်းနှိပ်သွားပြီးဖို့တောင်းဆိုလိုက်ပါရစေရှင်။ခါစားပြီးတော့ဇလံလေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။ကဲရွာတကြီးကျုပ်တို့အလုပ်ပြန်စားတော့မယ်ဗျ။တော့ကြတနေ့ကုန်မပြီးပဲနေအောင်မယ်။မိမိကရုတ်တရက်ထပြောတယ်။အော်အေးငါလည်းရွာတဲ့တစ်ပတ်ပတ်လိုက်အောင်မယ်ကွာမင်းတို့နားနေလောက်ကြနော်။တိတ်ပင်မခံနဲ့ဒီနေ့မပြီးတော့လဲနောက်နေ့ပေါ့ကွာ။ဟုတ်ပါပြီဗျာ။ရွာတကြီးတောင်းပါဆိုတာတော့ပါကျုပ်တို့လည်းထပြီ။မိမိကပြောပြီးတော့မတက်ထားရက်တယ်။မိမိမတက်ထားရတဲ့အတွက်ငကြောက်ကလည်းထားရက်တယ်။အဲ့ဒီနောက်နှစ်ယောက်သားထင်းသွားပေါက်ကြလေတော့တယ်။သူတို့ထွက်သွားပြီးတောင်းလောက်ကြာမှရွာတကြီးလည်းထုံနေရကနေထပြီးတော့ထွက်သွားတယ်။ဟဲ့အောင်မိမိမင်းကမှလေအိမ်ပေါ်ကနေနေမကောင်းဘူးတဲ့။လူနာသွားမရောမလားမင်းမတော်ရသေးတဲ့ဖေးကြီးလည်းရှိတာမဟုတ်ဘူးကွာဒါအခွင့်ကောင်းတော့လက်လွတ်မခံတဲ့ဘူးကွာငါကြောက်ကထင်းပေါင်ရင်ရီကျဲကျဲနဲ့ပြောတယ်ငါကြောက်ပါကိုပြောတယ်ဆိုတာမြင်မိသိတယ်အဲ့ဒါကြောင့်ချက်ချင်းဆိုသလိုပေါက်ပြီးသားထင်းချောင်းနဲ့ငါကြောက်ကိုလှမ်းပြလိုက်တယ်ငါကြောက်အသေးအတန်ရှောင်းတင်းလိုက်ရတယ်အဲ့ဒီနောက်မြင်းမိကဒေါသတကြီးနဲ့ပြောတယ်ဟဲ့အောင်ခွေးမသားမင်းပါစကားပြောရတယ်စောက်စကားကိုစင်ကျင်ပြီးပြောကြလားမင်းမသားတယောက်တည်းရှိတဲ့အိမ်ဘကိုယောက်ျားသားဖြစ်တဲ့ငါတက်ရမှာလားကွာမင်းလီးစကားမပြောနဲ့ကြလားဟဲ့မိမိကသာဒေါသတကြီးပြောနေတယ်။ငါကြောက်ကတော့တဲဟဲနဲ့ရှိပြီးတော့သဘောကျနေတယ်။အဲ့ဒီနောက်မှာငါစတာပါကွာ။ငါတငယ်ချင်းဘယ်လိုလူစားမျိုးလဲဆိုတာငါကောင်းကောင်းသိပါတယ်။စိတ်လျှော့ဟဲ့အောင်စချင်းတခြားကိစ္စနဲ့စားကွာ။ညမိနဲ့ပတ်သက်ပြီးငါ့ကိုလာမစားနဲ့။မင်းမို့လို့နော်ဘေးလို့ဆိုရင်ပေါက်စိန်နဲ့ထုတ်တက်ပြီးကွာ။မြင်းမီကပေါက်စိန်နဲ့ရွယ်ပြီးတော့ပြောတယ်။အေးပါကွာမင်းမကြိုက်ဘူးဆိုငါနောက်မစားတော့ပါဘူး။ငါသဘောရိုးပြောတာပါ။မင်းကဘယ်လိုထင်သွားတာလဲကွာ။ဟဲ့အောင်မင်းစောက်ပါစက်ကိုပိတ်လိုက်တော့ဘာတခုံးမှထက်မဟနေတော့လောက်ဆရာရှိရတာပြီးအောင်လို့ပြီးရင်ပြန်မယ်အေးအဲ့ဒီနောက်နှစ်ယောက်သားဘာစကားမှမပြောတော့ပဲထင်းတော်တွေအားလုံးကိုပစိမ့်နဲ့အစိမ့်စိမ့်မှကွဲအောင်ပောက်ခွဲကြတယ်ညောင်ကိုင်းရွာအနောက်ပိုင်းရှိခြံဝင်းတစ်ခုထဲမှာကြောက်ဝိုင်းတော်ဝိုင်းဖြစ်နေတယ်ကြောက်ဝိုင်းမှာလူတွေကအများသားရွာကန်ကြက်သမားအပြင်ဘေးရွာကကြက်သမားတွေကရောဒါအပြင်ကြောက်ဝိုင်းကိုစိတ်ဝင်စားလာကြည့်ကြတဲ့သူတွေကသူတို့တွေအားလုံးကတဟေးဟေးတဟားဟားနဲ့မိမိတို့သဘောကျတဲ့ချက်ကိုအော်ဟစ်ပြီးအားပေးနေကြတယ်။ကြက်နဲ့ကောင်ကလည်းကြည့်ရှုသူတွေစိတ်ချနေအောင်တက်ဖြောင်းဖြောင်းနေသူတစ်ချက်ကိုတစ်ချက်သူနိုင်ကိုနိုင်အပြိုင်ခွတ်နေကြတယ်။နောက်ကြောင်းတော့ကြတော့တောပုကုံရွာသားဝင်းသိန်းရဲ့ချက်ကညောင်ကိုင်းရွာသားရဲ့ကြက်ရဲ့ရင်အုပ်ကိုထိထိမိမိခွတ်လိုက်တယ်။ချက်ချင်းဆိုသလိုညောင်ကိုင်းရွာသားရဲ့ချက်ကတုံငနဲ့လဲပြီးတော့ဘေးတစ်စောင်းဖြစ်သွားတယ်။ဟာသွားပြီဟဲ့။အုပ်ဆက်ကိုထိပြီးနေတူတယ်။ကြက်သမားတူကသူ့ရဲ့ထမင်းချက်ကိုဝင်းပြောတယ်။သူ့ချက်ကတွဲလိုက်တာကြောင့်ဝင်းသိန်းကအောင်နိုင်သူပြီးတဟားအော်ရည်တယ်။အဲ့ဒီခိုက်ညောင်ကိုင်းရွာသားကဝင်းသိန်းရဲ့ချက်ကိုကွက်ခနဲ့ပြေးဆွဲပြီးတော့တောင်မန်နံဘက်ကိုလိန်ချိုးပြီးမြေပြင်ပေါ်အားနဲ့တိုင်ပေါက်လိုက်တယ်။ဝင်းသိန်းချက်အဝေးလွင့်ပြီးအကျော်ဆွဲရင်းငြိမ်ကျသွားတယ်။သူ့ချက်အဖြစ်ကိုမြင်ပြီးတော့ဝင်းသိန်းဒေါသအလွန်ထွက်သွားတယ်။အဲ့ဒါကြောင့်ခါးကြားမှာထိုးရတဲ့ဓမြကိုစက်ခနဲ့ဆွဲထုတ်ပြီးတော့စိတ်လျှော့ငါကောင်စိတ်လျှော့ဒါဆိုတာကလေးတွေအတွက်စော့ရတဲ့အရာမဟုတ်ဘူးကွာပြန်ထည့်ထားလိုက်လူအကြားရကနေအတန်တရံထွက်ပေါ်လာခဲ့တယ်ရုတ်တရက်မလို့အတန်လာရဘက်ကိုဝင်းသိမ်းတစ်ချက်ကြည့်လိုက်တယ်လူအကြားရကနေမောင်ရင်းနဲ့စံသိန်းကြီးကိုထိုးတက်လာခဲ့တယ်မောင်ရင်းနဲ့စံသိန်းကိုမြင်တာနဲ့စောစောကချက်ကိုကင်ပေါက်လက်တဲ့လူမျက်လုံးပြူးပြီးတော့ဒူးတုံသွားတယ်မောင်ရင်းကခက်တီတီနဲ့ဝင်းသိမ်းရှိကိုသွားပြီးတော့ဝင်းသိမ်းလက်ထက်ဓမြကိုဆွဲယူပြီးဒါဆိုတာကစားစရာမဟုတ်ဘူးလို့ပြောပြီးစံသိန်းကိုပြစ်ပေးလိုက်တယ်စံသိန်းကလှမ်းဖမ်းပြီးတော့ဓမြကိုခါကြတဲ့ထုကတင်လိုက်တယ်။အဲ့ဒီနောက်မောင်ရီကမလုပ်တော့ပဲကြံနာကိုသွားပြီးကြက်ကိုတစ်ချက်ငုံကြည့်ပြီးတော့စံသိန်းရေပြီးရင်ဒီကောင်ကြီးကိုယူလာခဲ့ဟိညာကြရင်အရက်နဲ့မြည်မဲလို့လှမ်းပြောလေတယ်။အဲ့ဒီနောက်မှာကြက်ကိုတော်ခွပြီးညောင်ကိုင်းရွာသားစီကိုသွားတယ်။အနားရောက်တာနဲ့ဟဲ့အောင်မင်းပါလို့ငါရွာသားကြက်ကိုကင်ပေါက်ပြီးတတ်လိုက်ရတာလေကွာ။မောင်ရီကအဲ့လိုရဲ့မျက်နှာကိုတက်ကြည့်ပြီးတော့ခက်တီတီမဲတယ်။ထို့လူမောင်ရီကိုပြန်မကြည့်ရဲမျက်လွှာချထားတယ်။ဒါအပြင်မောင်အေးမေးတာကိုလည်းချက်ချင်းပြန်မဖြေသူမေးတာကိုချက်ချင်းပြန်မဖြေတာကြောင့်မောင်အေးဒေါသထောင်းနဲ့ထွက်သွားပြီးတော့ဟဲ့အောင်မင်းကိုငါမေးနေတယ်လေဒီတော့မှထိုလူကပြပြတလဲဖြစ်ပြီးတော့ဟိုရင်ဟိုပါကြောက်ပြီးတော့တဟိုနဲ့ဖြစ်နေတယ်ဟဲ့အောင်ဘာဖြစ်လို့တဟိုဖြစ်နေရတာလဲကွမင်းလက်ကိုခုချက်ချင်းပိုက်လိုက်စမ်းမောင်ရလေးတန်ပါနဲ့ပြောတယ်မောင်ရစကားဆုံးတာနဲ့ထိုလူကချက်ချင်းလက်ပိုက်တယ်ဒီတော့မှမောင်ရသူ့ညာလက်လက်ဝါးတွေကိုထွေကနေတရေထည့်ပြီးတော့ဘာမပြောညာမပြောနဲ့အဲ့ဒီလူပါကိုတဖြောင်းဖြောင်း
မြင်အောင်လှိမ့်ရိုက်ပါတော့တယ်ထိုလူဘာမှပြန်မလုပ်ရဲလက်ပိုက်လျက်နဲ့ကြောက်ရွံ့တရုပ်လိုအလုံးမဆက်မောင်ရဲရိုက်သမျှကိုမြင်ပြီးခံနေရတယ်မောင်ရဲကလည်းအားရပါရလှိမ့်ရိုက်တယ်ညောင်ကိုင်းရတဲ့ဝင်ပြီးတော့ညောင်ကိုင်းသားကိုမောင်ရဲလိုက်တဲ့စင်းနေလှုပ်ချင်တယ်လို့လုံနေပေမဲ့ညောင်ကိုင်းရာသားတွေတယောက်မှဝင်မပါရဲ့တကုံးမှလည်းမဟရဲ့မောင်ရဲနဲ့ဆန်သိန်းညီကိုရဲ့လက်စကိုတီးတာကြောင့်ကြိတ်ကောင်းကောင်းနဲ့သာကြည့်နေရတယ်ခဏလောက်ကြာတော့မှမောင်ရဲရိုက်တာကိုနားပြီးတော့ဟဲ့အောင်ကျင်းနဲ့လားလို့ခက်ပြက်ပြန်မိတယ်ကျင်းနဲ့ပါတဲ့ကိုအေးကျင်းနဲ့ရင်ထက်ရိုက်တယ်ကွာမောင်ရဲပြောပြီးတော့ထက်ရိုက်တယ်အဲ့လူပါးနှစ်ဖက်လုံးหนีရဲပြီးရောင်ကိုင်းနေတယ်တို့တို့ပြင်နောက်တောင်းလောက်ကြာတော့မောင်ရဲရိုက်တာကိုခဏနားပြီးတော့ဟဲ့အောင်ကျင်းနဲ့လားလို့ဒုတိယအကြိမ်ထပ်မိတယ်ထို့လူဘလို့ဖြေလို့ဖြေရမှန်းမသိကျင်းနဲ့တယ်ဆိုရင်လေကျင်းနဲ့ရင်ထက်ရိုက်တယ်ကွာဆိုပြီးပြောပြီးအရိုက်ခံရအောင်ပဲမကျင်းနဲ့ဘူးဆိုရင်လည်းမကျင်းနဲ့လည်းရိုက်တယ်ကွာလို့ပြောပြီးတော့ထပ်ပြီးတော့ရိုက်ခံရမှာအမှန်ဒါကြောင့်မလို့ဘာမှမဖြေပဲငြိမ်နေရတယ်ဟဲ့အောင်မင်းကငါမင်းနေတယ်လေလို့ကျင်းနဲ့လားမောင်ရဲစိတ်မရှိတဲ့လေးတန်းနဲ့ထပ်မိတယ်ထလူလည်းမတက်နိုင်တဲ့အဆုံးဖြစ်ချင်ရဖြစ်ကွာဆိုပြီးတော့ဟုတ်ကဲ့ကိုကျင်းနဲ့ပါတယ်လို့ဖြေလိုက်တယ်ကျင်းနဲ့ရင်ထက်ရိုက်တယ်ကွာတူတွေးထားသလိုပဲမောင်ရဲပြောပြီးတော့ထက်ရိုက်ပြန်တယ်ထိုလူခံနေရပြန်တယ်ထို့သောဖြင့်မောင်ရဲရိုက်လို့အားရမှဇနာပြီးထလူမျက်နှာကိုညာဝိုက်လက်သီးတစ်လုံးပြစ်ကျွေးလိုက်တယ်ဖြောင်းဆိုပြီးအဲ့လူလဲကျသွားတယ်အဲ့နောက်ထိုလူကအလူးလဲပြန်ထမယ်လို့ဟဲ့အောင်မထနဲ့အဲ့တိုင်းပဲနေမောင်ရဲမန်ပါပြောတယ်ထလူလဲပြန်မထရဲတော့ပဲအတိုးခံရတဲ့ပါးကိုလက်နဲ့ပုတ်ပြီးငိမ့်နေရတယ်အဲ့နောက်မောင်ရဲညောင်ကိုင်းရွာသားတွေဘက်ကိုလှည့်ပြီးတော့ဟဲ့အောင်နေမင်းတို့ရွာထဲဝင်ပြီးတော့မင်းတို့ရွာသားကိုငါအခုလိုရိုက်တာမကျင်တဲ့ကောင်ရှိလားကွာရှိရင်ထွက်ခဲ့တယောက်ချင်းထိုးမယ်မောင်ရဲလက်ခမောင်းခတ်ပြီးတော့စိန်ခေါ်တယ်ညောင်ကိုင်းရွာသားတွေတယောက်မှရှိဦးမတူရဲ့အတန်တိတ်ပြီးတော့ငြိမ်ကုတ်နေကြတယ်မင်းတို့ထဲမှာမကျင်တဲ့ကောင်ရှိလားရှိရင်ထွက်ခဲ့ထိုးမယ်မောင်ရဲဒုတိယကြိမ်ထည့်ပြီးတော့စိန်ခေါ်တယ်ဒီတစ်ချိန်မှလည်းဘယ်သူမှမထွက်ရဲငြိမ်နေကြပြန်တယ်ဒီတော့မှမောင်ရဲစောစောရွာသားကိုငိုးကြည့်ပြီးတော့ဟဲ့အောင်ကြက်ပွဲမှာမင်းရှုံနေမင်းအရှုံးကိုမင်းလက်ခံလားဟုတ်ကဲ့ကိုကျုပ်လက်ခံပါတယ်အေးအဲ့ဒါဆိုလောင်းထားတဲ့ငွေငါ့ကိုပေးနောက်ပြီးတင်နေတဲ့ကြက်ဖို့လည်းအကျော်ပေးရမယ်ဟုတ်ကဲ့ကိုထုတ်လူကပြောပြီးတော့သူ့အိတ်ကတ်ထဲကငွေတွေကိုထုတ်ပြီးတော့မောင်ရဲကိုတက်တီးပေးတယ်ငွေတွေရတာနဲ့မောင်ရဲဝင်းသိန်းကိုလက်ရက်ခေါ်တယ်ချက်ချင်းဆိုသလိုဝင်းသိန်းမောင်ရဲနားကိုရောက်လာကြတယ်ဟဲ့အောင်ရော့မင်းငွေတွေလောင်းစင်းကိုကြက်ဖို့ရောမောင်ရဲကပြောဆူနဲ့ပေးတယ်ဝင်းသိန်းကငွေတွေကိုယူပြီးတချို့တစ်ဝက်ကိုမောင်ရဲကိုပြန်ပေးတယ်မောင်ရဲကလက်ပကံငွေပေးစီရမလို့ငွေအစားမင်းချက်ကိုယူမယ်ညကြရင်ကင်မီအရက်နဲ့မြည်မလို့ကွာဟုတ်ကဲ့ကိုအခုသဘောပါအေးဒါဆိုငါတို့သွားတော့မယ်မင်းရောပြန်လိုက်ပါလားပြန်လိုက်မယ်လေအကိုကြောက်ဝိုင်းလဲပြီးပြီပဲကိုဒါဆိုပြန်ကြတာပေါ့ဟုတ်ကိုဝင်းသိန်းကသူ့လူနှစ်ယောက်ကိုခေါ်ပြီးခြံထဲကနေရင်ထွက်တယ်ဝင်းသိန်းနောက်မှာစံသိန်းကတင်နေတဲ့ကြက်ကိုခြေထောက်နှစ်ချောင်းကနေစောက်ထိုးဆွဲပြီးတော့လိုက်တယ်မောင်ကြီးကတော့ချက်ချင်းမလိုက်စောစောကရွာသားကိုကြည့်ပြီးတော့ဟဲ့အောင်နောက်ကိုကြက်တိုက်ရင်ကောင်းတိုင်းစောက်ချင်မရုံနဲ့အေးနောက်တခါဒီလိုစောက်ချိုးမျိုးနေဆိုရင်တော့အသက်ခံရမယ်သာမှတ်ငါတို့ကြောင့်မင်းသိတယ်မလားအပြောသမားတွေမဟုတ်ဘူးကွအဲ့လိုမန်ပါပြောပြီးခက်တီတီထွက်သွားတယ်မောင်ရီတို့ထွက်သွားပြီးမှညောင်ကိုင်းရွာသားတွေကနေတယောက်တစ်ပေါက်စကားသံများကြားရတယ်စောစောကအရိုက်ခံရတဲ့ရွာသားကတော့မောင်ရီကိုမကျင်တတ်တဲ့အတွက်လက်သီးကိုကြစ်ပအောင်ဆုပ်ပြီးမြေပြင်ကိုအားကုန်ထိုးခွဲလိုက်ပါတော့တယ်ပရိသတ်များရှင်ဘက်ကဇလန်းလေးရဲ့အပိုင်း31ကတော့ဒီညပါနေပြီးဆုံးသွားပါပြီရှင်ကြံရှိနေသေးတဲ့အပိုင်းများကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ဒီကနေ့မှနားဆင်အပိခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ဒါပျော်ရွှင်တဲ့နေ့တလေးကိုပန်ဆိုင်ပြီးတော့ဘေးရန်အပေါင်းမှကင်းဝေးနိုင်ကြပါစေရှင်